အဲ့လိုပဲမင်္ဂလာပါကျွန်တော်ဒီနေ့တနင်္ဂနွေနေ့စနေနေ့ရောက်တယ်ဒီမှာလိတ်မှာလမ်းရှောင်းနေပါတယ်အဲ့လိတ်ကကျွန်တော်နေတဲ့နေရာနဲ့အဲ့လောက်ထိမဝေးဘူးသိတာနီးနီးလေးပဲလိတ်လာတာမလားတော့မသိဘူးဗျာနေလေးကတော့ပူတယ်ရာသီဥတုတဲ့ကောင်းတယ်ဒီနေ့တကယ်တမ်းကျတော့ဒီနေ့ကမိုးအုပ်နေတယ်ကွာဘာလို့နေပူနေလဲတော့မသိဘူးကျွန်တော်ရဲ့နောက်ခါကြီးကြည့်လိုက် background ဘယ်လိုထင်လဲလာအဲ့လေတဲ့ရေလေးကတော့နည်းနည်းကြားဖို့ကောင်းတယ်ကွာသိရမရေကနည်းငိမ့်နေရဆိုတော့လေမိုက်တယ်နော်ဟိုကဖျားလေးမှဆိုသူ့ဆိုအေးစစ်စစ်လေးအနားယူနေသူတို့ရဲ့ holiday တွေ enjoy လုပ်နေကြတယ်ကျွန်တော်လိတ်သွားတယ်လိတ်ရနေပြီးတော့ကျွန်တော်လက်လျှောက်ပြီးပြန်မှာလိတ်နေလက်လျှောက်မှာကွာရဖို့ကြီးအခုကျွန်တော်လက်လျှောက်နေတဲ့ Cattle Jew ကဒီမှာ Cattle Ban ဒီအိဆို Cattle Ban နဲ့ဟုတ်တယ် Cattle Jew ကလည်းဟုတ်တယ်အဲ့ဒါဒီအိကဘာ Cattle ထားမှပါမှာလည်းမသိဘူးဒီဟာလေးနဲ့ခွဲတာပြောချင်တာပြည်နယ်ခွဲတော့ပေါ့ကွာပြည်နယ်နှစ်ခုကမတူဘူး Cattle Ban ကဂျာမန်လို့ပြောတာကွာ Cattle Jew ကဒီသေးလို့ပြောတယ်တနအီခွဲလက်လျှောက်ပြီးကွာလက်လျှောက်ပြီးတော့ခုဒီမှာခဏနားမှာဒီအိပါလေအောင်မလေးအေးဟုတ်တယ်နော်တာတောင်းဒီမို့ရပါလိုက်ပါနော်အေးရဖို့ဘယ်နှမိနစ်လို့ပြောတော့လဲဆိုမိနစ်20ပဲလို့ပြုတ်လေးလည်းကြည့်အောင်လာမြို့ကအဲ့လောက်တည်းမကြည့်ဘူးနော်အခုတော့ကျွန်တော်အိတ်တယ်ရပါပြီဗျာပြားတော့ဒိတ်ချစားမှန်ငပြောသေးစားမှန်ဗျာနော်အဲ့လိုပဲနှုတ်ဆက်ခတ်ပါတယ်နောက်ပြီးဒီမှာထပ်တွေ့မယ်ဘိုင်ဘိုင်